မူတာဝါဒကဤအကျိုးအပိုင်းခုနှစ်ကြောက်မက်ဖွယ်ညာအခိုက်အတန့်တကူတွင်ဘယင်ကြီးသည်ကြောက်တော်လဲမလက်နက်တစုံတရာများမပါရှိသောကြောင့်ဘယ်သို့လောက်ရမည်ဆိုတာမသိပဲကြောက်စိတ်ဝင်ကတွေးဝေနေခဲ့၏အချိန်မီမီရန်နားရွတ်မပါမျက်လုံးမီမီရဲရဲတဲ့အဆွဲဖြူကြီးများတွေးမြင်းစွာရောက်လာ၏ထိုအခိုက်မှာပင်ခွေးနဲ့ကြီးသည်မျိုးသမီး၏လည်းပင်ကိုကြိုက်ခဲလိုက်ကမြေပေါ်သို့လဲချသည်နှင့်တပြိုင်နက်အသားအညက်အားလုံးကိုစားသုံးလိုက်သဖြင့်တခဏအတွင်းမှာပင်အယိုးစုမျှသာကြံခဲ့သည်စားပြီးနောက်ထိုခွေးနဲ့ကြီးသည်အယိုးများကိုကြိုက်ချီကအိုင်ငယ်အတွင်းသို့ပစ်ချလိုက်ပြီးထိုနောက်အိုင်ထဲသို့ဆင်းသွားကမမြင်နိုင်အောင်ပျောက်ကွယ်သွားသည်အပိုင်းရှစ်ဆက်ရင်ရှိပါသေးပါတယ်အားလုံးကိုကျေးဇူးများ၏တင်ပါတယ်ခင်ဗျာ